တာမီမီတို့အားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့တတီဘေဘီကဒါဝိတ်လေးရဲ့ပုံပြင်အပိုင်း9ကိုပြောပြပေးသွားမယ်နော်ဒီနေ့အပိုင်း9ရဲ့ခေါင်းစဉ်လေးကဘယင်ဖြစ်လာတဲ့ဒါဝိတ်တဲ့မြင့်တွေအများကြီးကြာသွားတယ်ဒါဝိတ်ကတိုးထဲမှာအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်ကြောက်ရတဲ့နေ့တွေလည်းရှိတယ်ဝမ်းနည်းရတဲ့နေ့တွေလည်းရှိတယ်ဒါပေမဲ့လေဖယားသခင်ကဒါဝိတ်ကိုဘယ်တော့မှမစွန့်ပစ်ဘူးတဲ့ဒီနေ့မှာတော့ဝမ်းနည်းစရာသတင်းတစ်ခုရောက်လာတယ်ဘယင်ရှောလူနဲ့မင်းသားယောနသန်တို့စစ်ပွဲမှာကြဆုံးသွားကြတယ်တဲ့ဒါဝိတ်ကအဲ့ဒီသတင်းကိုကြားလိုက်တော့အရင်ဝမ်းနေသွားတာပေါ့သူလုံးဝမပျော်တော့ဘူးပေါ့ပြီးတော့အခုတော့ငါဘယင်ဖြစ်ပြီလို့လဲလုံးဝမတွေးမိဘူးတဲ့သူငိုပဲငိုနေတာဘာကြောင့်လဲဆိုတော့သူကသူ့ရဲ့တငယ်ချင်းယောနသန်ကိုအရင်ချစ်ပြီးတတိယနေလို့ပေါ့ဘယင်ရှောလူအတွက်လဲစိတ်မကောင်းဖြစ်တာပေါ့ကွယ်ဒါဝိတ်လေးကငိုပြီးပြောတယ်ယောနသန်ကြီးမင်းကငါအတွက်အရင်တန်ဖို့ရှိတဲ့တငယ်ချင်းပါဒါဝိတ်လေးမှာကျင်နာတက်တဲ့နှလုံးသားရှိလို့ပေါ့မုံတီစိတ်ထက်အချစ်ကိုပိုရွေးတယ်နောက်တော့ဘုရားသခင်ကဒါဝိတ်လေးကိုဟေပြုံမြို့ကိုသွားပါလို့ပြောတယ်ဒါဝိတ်လေးကလည်းဘုရားသခင်ပြောတဲ့အတိုင်းသွားတာပေါ့အဲ့ဒီမှာလူတွေကဒါဝိတ်ကိုဘယင်အဖြစ်တင်မြောက်ကြဆို့ဘယင်အဖြစ်တင်မြောက်ကြဆို့ဆိုပြီးတော့မှပြောကြတယ်တဲ့ဒါဝိတ်ကနောက်ဆုံးမှာတော့ဘယင်ဖြစ်လာတာပေါ့ဒါပေမဲ့လေဒါဝိတ်လေးကလုံးဝမာနမကြည့်ဘူးမရက်ဆက်ဘူးသူကလူတွေကိုကောင်းကောင်းအုပ်ချုပ်ဖို့ကြိုးစားတယ်ဒါဝိတ်သည်လူအပေါင်းတို့အားတရားသဖြင့်စီရင်၍ဖြောင့်မတ်စွာအုပ်စိုး၏တဲ့နောက်ပိုင်းမှာဒါဝိတ်ကယေရုရှလင်မြို့ကိုသိမ်းယူတယ်အဲ့ဒီမြို့ကိုဣသရေလနိုင်ငံရဲ့မြို့တော်အဖြစ်သတ်မှတ်ကြတာပေါ့နော်မြို့ထဲမှာလူတွေကပျော်နေကြတယ်တချင်းဆိုကြတယ်တူရိယာတီးကြတယ်ဒါဝိတ်ကလည်းဖျားသခင်ကိုကျေးဇူးတင်ပြီးကခုန်တယ်လူတွေကဘယင်ကြီးကခုန်နေတာကိုအံ့ဩတယ်အံ့ဩကြတာပေါ့နော်ဒါပေမဲ့ဒါဝိတ်လေးကမရှက်ဘူးတဲ့သူ့နှလုံးသားကဖျားသခင်ကိုကျေးဇူးတင်ချင်တာပဲရှိတာတဲ့အချိန်တိုင်းဖျားသခင်ကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပဲပြောနေတယ်ပေါ့နော်တညမှာတော့တဲ့ဒါဝိတ်လေးကနန်းတော်ထဲမှာထိုင်ပြီးစဉ်းစားတယ်ငါကနန်းတော်ကြီးထဲမှာနေရတယ်ဖယားသခင်အတွက်တော့ဗိမာန်တော်မရှိသေးဘူးလို့တွေးတယ်တဲ့ဒါဝိတ်ကဖယားသခင်ကိုချစ်တဲ့အတွက်ဗိမာန်တော်ကိုတိဆောက်ပေးခြင်းနဲ့တဲ့ဖယားသခင်ကလည်းဒါဝိတ်ကိုကောင်းချီးပေးတယ်ဒါဝိတ်ကဘယင်ဖြစ်လာပေမဲ့တိုးကြောင်သားကလေးဘဝကိုလုံးဝမမေ့ဘူးတဲ့သူဆက်ပြီးဆုတောင်းနေဖယားသခင်ကိုလည်းဆက်ပြီးတော့မှချစ်မြဲချစ်တာပေါ့တခါတလေညဘက်မှာနန်းတော်အပေါ်ကနေကျယ်လေးတွေကိုကြည့်ပြီးတိုးကြောင်နေခဲ့တဲ့တောင်ကုန်းလေးတွေကိုသတိရတယ်တဲ့ဖယားသခင်ကငါနဲ့အတူအမြဲရှိခဲ့တာပဲလို့လဲတွေးမိတယ်တဲ့ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏ရဲတိုက်ငါကိုကယ်နှုတ်တော်သူဖြစ်တော်မူ၏ဆိုတဲ့ကျမ်းပိုက်လေးကိုလည်းအမြဲရွတ်ဆိုဖြစ်တယ်တဲ့ဒါဝိတ်လေးဘယင်ဖြစ်လာတာကသူရဲရင်ယုံတာမကဘူးနှလုံးသားကောင်းပြီးဖယားသခင်ကိုယုံကြည်လို့ဖြစ်ပါတယ်ကဲကလေးတို့လည်းနှလုံးသားကောင်းတဲ့သူဖြစ်ချင်နေဆိုရင်ကလေးတို့ကကျင်နာတတ်ရမယ်ခွင့်လွှတ်တတ်ရမယ်ဖယားသခင်ကိုယုံကြည်ရမယ်လေးစားရမယ်ယူတည်ရမယ်ကြောက်ရွံ့ရမယ်နော်ကဲဒီနေ့အတွက်အပိုင်း9ရဲ့သင်ခန်းစာကတော့တကယ့်ခေါင်းဆောင်ကကျင်နာမှုရှိတယ်။အောင်မြင်တဲ့အခါမှာလည်းနှိတ်ချတတ်ရတယ်။ဖယားသခင်ကိုကျေးဇူးတင်တတ်ရမယ်။မုန်းတီးမှုထက်အချစ်ကိုရွေးချယ်ရမယ်နော်။ကဲဒီနေ့ရဲ့ဒါဝိတ်လေးရဲ့ပုံမြင်အပိုင်း9ကတော့ဒီလောက်ပဲနော်။ကလေးတွေအားလုံးပေါ်ဖယားသခင်ကောင်းချီးပေးပါစေကွယ်။